ချန်တွေကချက်ဖားနဲ့ကျုပ်ချမတဲ့ညာတို့ချစ်ချစ်ရဲ့အချစ်သက်သေးအိမ်မဦးတလုံးကြဟိုဘက်ချန်ငါအကောင်ပူကွာကွာစကားပြောဘူးကြကြကျုပ်ချန်တွေကဥလာပြီးမှငါချန်နဲ့မှဥတဲ့ဥငါချက်မရဲ့ဥအတင်းဝင်ကောက်တဲ့ဟိုဘက်ကတပူမလုံခင်တူနဲ့တူမင်းချက်အထီးကမဥတဲ့ဘဝအဲ့ဒါမင်းကိစ္စမင်းမချေနဲ့ရင်ကိုယ်လိုက်ထိုင်ဥဟာကောင်းတဲ့ဖူညှို့ထားသွားတဲ့စပူဦးကိုမရလို့ကျုပ်ချက်မှာတကောင်မှာကွာနေသူဇမကြီးမှာလကီရလို့သူနာစီမိတ်နေထို့နာသေးသွားလို့တကြီးတိုင်တော့အကြောင်းဆို